ကဲဒီမှာတိုတာဗစ်လေးတွေပဲစုပြီးကျွန်တော်ရောင်းတင်ပေးလိုက်မယ်နော်အင်ဂျင်ပါ1300အောင်ရှိမယ်1000ရှိမယ်နီးနဲ့လည်းပါမယ်တောက်လျှောက်နဲ့လည်းပါမယ်နော်ကားလေးတွေအစုံကဲတင်း6အပေါ်လေးရရင်စရှိမယ်နော်ငွေချမ်းလက်ထက်ကြီးကြအားလုံးရမယ်တိုတာဗစ်မဟုတ်ကျွန်တော်အထဲမှာလည်း GT1 လေးတွေ Honda Fit GT1 လေးတွေ GC လေးတွေတခြား AC လေးတွေအများကြီးရှိရတာနော်အင်ဂျင်ပါ1300ကားလေးတော်တော်များပါတယ် hatchback တိုက်တွေနော်ကဲဗစ်တွေကျွန်တော်ဒီဇီးချင်းစီ model ဇင်းလုံးလေးပြပြပေးမယ်ခင်ဗျာနော်အနက်အောင်လေးရမယ်ခဲအောင်လေးရမယ်ခင်ဗျကားကြောကားတန်လေးပါအယူစီတိုက်ခိုက်အားလုံးရှင်းတဲ့ကားလေးတွေဖြစ်နေရမယ်ခင်ဗျာနော်ကဲအခရာဒီရန်အိုင်နဲ့နော်ဒီဘက်ကကာလာနဲ့ရောင်လေးကျွန်တော်စပြောပြီးမယ်ဒီကောင်လေးကတော့1000နဲ့အိုင်နဲ့နော်မျှော်လိုက်ပါပြီဘယ်မှာမီးကြောက်လေးဖြစ်မယ်အတွင်းကန်းလေးလည်းတတ်မယ်ခင်ဗျာနော်တောက်ရှော့အနက်1009 1.0ဖြစ်ပါတယ်ခင်ဗျဇီလီကတော့620မှာ8သိန်းကိုညှိနှိုင်းရောင်းချရမယ်တောက်6အနက်လေးဖြစ်မယ်နော်အိုင်နန်လေးပါဒီဘက်ကောင်လေးကဒီတန်ဒီကောင်လေးကတော့ 1.3 ရမယ်ခင်ဗျာနော် 1.3 manly license တောက်လျှောက်အနက်နော်အလွိုင်းပက်လက်လေးနဲ့ဈေးလေးကတော့660မှာ8သိန်းကိုညှိနှိုင်းအောင်ချရမယ်ငွေချမ်းအလဲတဲ့ရေးကြအားလုံးရမယ်ခင်ဗျာနော်668သိန်းဖြစ်ပါတယ်ခင်ဗျတောက်လျှောက်အနက် point လေးရမယ်နော်အဲကုန်အေးစိတ်ပါဒီဘက်ကတော့ခဲအောင်ဒီရန်လေးဒီကောင်လေးလည်း 1.3 လေးဒီကောင်လေးကတော့နီနဲ့2နှစ်ပဲပါမယ်နော်ကားအယိုးစစ်တိုက်ခိုက်ရှင်းနေမျှော်လိုက်ပေါ်ရမယ်ခင်ဗျဇီလီကတော့638သိန်းကိုညှိနှိုင်းရောင်းချရမယ်ခင်ဗျငွေချမ်းလဲထည့်ရမယ်နော်ကဲရှိုးတို့မှာကားလေးရဒီ fit 3သိန်းရှိမယ်တခြား AC ပွက်ကြီးလေးလည်းရှိမယ်ခင်ဗျနော်ရှိုးတို့မှာလာကြည့်ရှုလို့ရပါမယ်ဒီကောင်လေးက1008လေးနော်1008 1009 1007လေးခင်ဗျနော်ဒီကားလေးစိတ်ဝင်စားတဲ့စစ်တပ်ကြီးနဲ့ကျွန်တော်ရဲ့ဖုန်းနံပါတ်39968465ကိုတင်းတွေကိုဆက်သွယ်မယ်ဆုံးလိုက်ပါခင်ဗျကိုယ်လည်းကိုကြလာကြည့်ရှုနေတယ်ဆိုရင်တော့အရှိတကုံရှိရကောင်မှာကြည့်ရပါမယ်ကဲအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျ